လှဲတန်းရဲ့ဤခုတာပြီးနိဒုတ်ထိုးထားပဲမတ်လှဲတန်းသွားတိုင်းဒုတ်ထိုးစားတယ်ဒီထဲမှာစားရတဲ့သူတွေရှိလားရှင်ဒီနေ့တော့တာဘီနီဆိုတဲ့ grammar လေးကိုသွားပါမယ်တာဘီနီရဲ့မြန်မာလိုအဓိပ္ပာယ်ကကွက်လက်တဲ့အကြိမ်တိုင်းကွက်လက်တဲ့အခါတိုင်းအနောက်ကတူညီစွာနဲ့ဖြစ်တယ်တူညီစွာနဲ့လှုပ်ဆောင်နေအဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်ခုနပြောခဲ့သလိုပဲလှဲတန်းရောက်တိုင်းတူညီစွာနဲ့ဘာလို့လဲဆိုတော့ထမင်းတုပ်စားတယ်ဝတ်သားတုပ်ထိုးစားတယ်ဒီလိုမျိုးပေါ့နော်အဲ့တော့ကွက်လက်တဲ့အကြိမ်တိုင်းမှာတူညီစွာနဲ့ဒါကိုပဲလုပ်တယ်ဆိုတော့အကြောင်းကိုပြောချင်ရင်တာဘီနီကိုသုံးပါတယ်။သင်ချက်အနေနဲ့မှတ်ကမှာကတာဘီနီကနေ့စဉ်လုပ်နေတဲ့နေ့စဉ်သုံးနေမှာဆိုရင်တော့တာဘီနီကိုသုံးမယ်ထင်လားမသုံးဘူးထင်လားမသုံးဘူးเนาะဥပမာမနက်အိယာထတိုင်းညနာတက်တယ်တို့မိုးလင်းတိုင်းကော်ဖီတစ်ခွက်တောက်တယ်တို့အဲ့လိုမျိုးနေ့စဉ်သုံးနေမှာဆိုရင်တော့မသုံးဘူးเนาะ तू ကဒီရန်ဖန်ရန်ခါပေါ့နော်ဖြစ်လေဖြစ်တာရန်ဖန်ရန်ခါတစ်ခါတလေမှဖြစ်တတ်တယ်အဲ့လိုဖြစ်တိုင်းမှာလေတူညီစွာနဲ့ဒီဟာကိုလှုပ်ဆောင်တယ်ဒီဟာကဖြစ်တယ်ဆိုပြီးတော့မှရန်ဖန်ရန်ခါဖြစ်တဲ့ကိစ္စတွေအထူး special ဖြစ်တဲ့ကိစ္စတွေမှာပဲဒီတာဘီနီကိုသုံးပါတယ်နေ့စဉ်သုံးကိစ္စလေးတွေမှာမသုံးပါဘူးโอเคเนาะဥပမာဟာနာဆန်ဝါလျိုခိုးနိုတာဘီနီအိုမီယာငဲကိုခတ်တဲ့ခုရဲမှာしたဟာနာဆန်ကခရီးသွားတဲ့အခါတိုင်းမှာလက်ဆောင်ဝယ်လာပေးတယ်အဲ့တော့ဟာနာဆန်ခရီးသွားတာနေ့တိုင်းနေ့စဉ်နေတိုင်းသွားနေရမဟုတ်ဘူးလေနေ့စဉ်သုံးဆိုတာထက်တော့ကြာလေအထင်မှားမှာဆိုလို့နေ့စဉ်အဖြစ်အပျက်တွေမှာမသုံးဘူးပေါ့နော်နေ့စဉ်အဖြစ်အပျက်တွေမှာမသုံးဘူးပေါ့နော်အဲ့တော့ဟာနာဆန်ခရီးသွားတာနေတိုင်းသွားတာမှမဟုတ်တာလေတစ်ခါတလေမှသွားတာလေနော်တစ်နှစ်ကိုတစ်ခေါက်တို့တစ်နှစ်ကိုနှစ်ခေါက်တို့တစ်လမှအလွန်ဆုံးသွားနှစ်လတစ်ခေါက်ပေါ့အဲ့လိုမျိုးရန်ဖန်ရန်ခါမှနော်special အနေနဲ့ဖြစ်တာမျိုးတို့ပေါ့နော်အဲ့လိုမျိုးဆိုဟာနာဆန်ခရီးသွားတိုင်းလက်ဆောင်ဝယ်ပေးတယ်တူတူပဲဟာနာဆန်ဝါဒီယိုကိုဆူရူတာဘီနီအိုမီယာငဲကိုခတ်တဲ့ခုရဲမှာしたဟာနာဆန်ကခရီးသွားတိုင်းလက်ဆောင်ဝယ်ပေးတယ်အဲ့တော့ဒါအတူတူပဲဘာလို့နှစ်ကြောင်းရေးထားရလဲဆိုတော့ဒီဟာ noun not တာဘီနီကိုသုံးတယ်ဒီမှာကျတော့ဒီယိုကိုဆူရူဆိုတော့ verb dictionary form ကိုသုံးလိုက်တယ်เนาะအဲ့တော့တာဘီနီရဲ့အရှိမ noun not သုံးလို့ရတယ် dictionary form သုံးလို့ရတယ်เนาะနှစ်ခုသုံးလို့ရပါတယ်အကျိန်ကွက်လက်တဲ့အကျိန်တိုင်းကွက်လက်တဲ့အခါတိုင်းတူညီစွာနဲ့ဖြစ်တယ်တူညီစွာလှုပ်ဆောင်နေဆိုတဲ့ကိစ္စတွေမှာသုံးပါတယ်ဒါပေမဲ့နေ့တိုင်းဖြစ်နေတဲ့အဖြစ်အပျက်တွေမှာတော့မသုံးပါဘူးတစ်ခါတလေဖြစ်တဲ့အခါမှသာသုံးပါတယ်အဲ့တော့ဒီ quiz မှာတော့စင်စီကအဖြေတစ်ခါတည်းထည့်ထားပေးမိရပေါ့နော်ဆိုနိုဥတာအိုကနံပါတ်2ခိခုကနံပါတ်3တာဘီနီယာနံပါတ်1ဂန်ခီကနံပါတ်4နော်ဂန်ခီကနံပါတ်4နော်ဒီလိုဖြစ်မှာအဲ့တော့ဆိုနိုဥတာအိုခိခုတာဘီနီဂန်ခီကဒဲမတ်အဲ့တချင်းကိုနားထောင်တဲ့အခါတိုင်းတက်ကြွလာတယ်နော်ဒီလိုပြောတာပါဒါဆိုရင်တော့သူမကတော့တွေ့တဲ့အခါတိုင်းပို့ပြီးလှလာတယ်ဆိုတာလေးကိုဂျပန်လိုလေးစာကြောင်းလေးရေးပြီးတော့ comment မှာရေးခဲ့ပေးပါအောင်အားလုံးအတူတူအဖြေတိုက်ကြည့်ကြမယ်လေနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်